စီးပွားရေးလုပ်ငန်းရှင်တွေအကြောက်ဆုံးစကားလုံးကဘာလဲအများဆုံးက tax အခွန်လို့ဖြေချပါလိမ့်မယ်ခင်ဗျလူတွေကအခွန်ကို unnecessary cost မလိုအပ်တဲ့ကုန်ကျစရိတ်လို့မြင်ကြပါတယ်ဒါပေမဲ့ professional consultant တယောက်အနေနဲ့ကျွန်တော်ပြောချင်တာက2025ထိုင်းနိုင်ငံစီးပွားရေးအခင်းအကျင်းမှာအခွန်ဆိုတာကကုန်ကျစရိတ်မဟုတ်တော့ပါဘူးခင်ဗျမိတ်ဆွေတို့ရဲ့လုပ်ငန်းကိုဒိုင်းသပွဲကာဝယ်ပေးမယ် credibility ယုံကြည်မှုဖြစ်လာပါပြီခင်ဗျအထူးသဖြင့်ထိုင်းအခွန်ဌာန revenue department က AI နဲ့ big data တွေကိုသုံးပြီးတော့စစ်ဆေးမှုတွေစတင်နေပြီဖြစ်တဲ့အတွက်ငါ့ကိုမသိဘူးဆိုပြီးတော့ပုံနေလို့မရတော့ပါဘူးခင်ဗျဒီနေ့ဗီဒီယိုမှာရှုပ်ထွေးတဲ့အခွန်စနစ်ကို strategic framework တစ်ခုအနေနဲ့ဘယ်လိုကင်တွယ်မလဲ 1.8 million တရဟိုဆိုတာဘာလဲဒဏ်ငွေတွေမဆောင်ရအောင်ဘယ်လို tax planning လုပ်မလဲဆိုတာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျပထမဆုံးသိထားရမယ် magic number ကတော့ 1.8 million ဘတ်ပါခင်ဗျထိုင်းနိုင်ငံဥပဒေအရမိတ်ဆွေရဲ့လုပ်ငန်းဝင်ငွေ revenue ဟာတစ်နှစ်အတွင်း18သိန်းကျော်သွားတာနဲ့ကျော်ရင်းနေ့ကစပြီးတော့ရက်30အတွင်းမှာမဖြစ်မနေ VAT value added tax ကိုမှတ်ပုံတင်ရပါတယ်ခင်ဗျတတိထားရမှာကအမြတ် profit မဟုတ်ပါဘူးဝင်ငွေ revenue ပါခင်ဗျ online ကပဲရောင်းဆိုင်ဖွင့်ပြီးပဲရောင်း18သိန်းကျော်လာပြီဆိုတာနဲ့ VAT liability ရှိလာပါပြီတချို့ကမေးကြတယ်ကိုကောင်းမြတ်ရေးကျွန်တော်ဝင်ငွေက18သိန်းမပြည့်သေးဘူး VAT register လုပ်တင်လားကျွန်တော်အကြံပေးချင်တာက yes ပါဘာဖြစ်လို့လဲဆိုတော့ e-commerce platform တွေ Shopee Lazada တွေကုမ္ပဏီကြီးတွေနဲ့ MOU ထိုးတာတွေလုပ်မယ်ဆိုရင်သူတို့က VAT certificate PP.20 ကိုတောင်းပါလိမ့်မယ်ခင်ဗျ VAT ရှိမှလုပ်ငန်းက scalable ချဲ့ထွင်လို့ရမှာပါခင်ဗျမပြေသေးပေမဲ့ချဲ့ထွင်မဲ့အတွက်ကြိုတင်ပြင်ဆင်ထားတာက strategic move တစ်ခုဖြစ်ပါတယ်ခင်ဗျဒုတိယအချက်အနေနဲ့အခွန်အမျိုးအစားတွေကိုခွဲခြားပြီးတော့သိဖို့လိုပါတယ်ခင်ဗျ direct tax တိုက်ရိုက်အခွန် corporate income tax CIT ကုမ္ပဏီရဲ့အမြတ်အပေါ်မှာပေးရတာပါ SME တွေအတွက်အမြတ်3သိန်းအောက်ဆိုရင် 0% ရပါတယ်ဒါကြောင့်စည်ရင်းစရာတေချာလုပ်ရင်အများကြီးပေးစရာမလိုပါဘူးခင်ဗျ Personal Income Tax PID Director နဲ့ဝန်ထမ်းရဲ့လခအပေါ်မှာပေးရတာပါလစာ3သိန်းခွဲအောက်ဆိုရင်ကင်းလို့ခွင့်ရပါတယ်ခင်ဗျ Indirect Tax တွယ်ဝိုက်အခွန် VAT 7% ဒါကစားသုံးသူတွေစီကကောက်ပြီးတော့အစိုးရကိုပေးရတာပါကိုစိုက်ပြီးတော့ပေးရတာမျိုးမဟုတ်ပါဘူးခင်ဗျ withholding tax ဝန်ဆောင်မှုငှားရမ်းကားတွေပေးချေတဲ့အခါမှာဖြတ်တောက်ပြီးသွင်းရတဲ့ကြိုတင်ခွန်3 to 5% ပါဒီမကတဆင်ကိုနားလည်ရင်အခွန်ဆိုတာကြောက်စရာမဟုတ်တော့ပါဘူးခင်ဗျစနစ်တကျ failing တင်ပြဖို့ပဲလိုပါတယ်တတိယအချက်လုပ်ငန်းရှင်တွေအမြဲမိကျန်တဲ့ hidden trust တစ်ခုရှိပါတယ်အဲ့ဒါကတော့ PND 51 half year report ပါခင်ဗျထိုင်းမှာအခွန်စနစ်ကိုနှစ်ကုန်မှတစ်ခါရှင်းလို့မရပါဘူးနှစ်ဝက်ပထမ6လမှာတစ်ချိန်ကြိုတင်ခန့်မှန်းပြီးတော့တင်ရပါတယ်ခင်ဗျ deadline ကတော့ August 31st ပါဒီရက်ကျော်သွားရင်ဘာဖြစ်မလဲ fine ဒဏ်ကြေးဘတ်2000ချက်ချင်းဆောင်ရပါမယ်ခင်ဗျ subcharge ပေးရမယ်အခွန်ပေါ်မှာ 1.5% အတိုးလစဉ်တက်သွားပါမယ်ခင်ဗျ audit risk အဆိုးဆုံးကတော့ PND 51မှာအမျက်ကိုရှော့ပြထားပြီးတော့နှစ်ကုန် PND 50မှာအမျက်များနေရင် 20% penalty ဒဏ်ကြေးအနေနဲ့ဆောင်ရပါတယ်ခင်ဗျဒါကြောင့် accounting firm ကောင်းကောင်းနဲ့လက်တွဲဖို့လိုပါတယ်ကျွန်တော်တို့ထိုင်းမှာနေမယ်က client တွေကိုဒီရက်တွေမကြော်အောင်အမြဲတမ်း alert လုပ်ပေးပါတယ်ခင်ဗျ
slow အချက်ဒါကအရေးအကြီးဆုံး running မှာ2025 one portal စနစ်နဲ့ AI audit တွေစနေပါပြီအရင်ကလို့ငါ့ကိုမသိဘူးလို့တွေးနေလို့မရတော့ပါဘူးခင်ဗျအစိုးရရဲ့ AI system ကမိတ်ဆွေဖန်ရဲ့ဝင်ငွေထွက်ငွေ SSO data မိတ်ဆွေခန့်ထားတဲ့ဝန်ထမ်းအရေးအတွက် utility pay ရေမီတာမီမီတာလုပ်ငန်းလဲပတ်နေကြောင်းသက်သေ import data မိတ်ဆွေပစ္စည်းဘလောက်တွင်းတွေလဲဒါတွေအားလုံးကို cross check လုပ်နေပါတယ်ခင်ဗျဥပမာပစ္စည်းတွေအများကြီးတွင်းထားတယ် import data ရှိတယ်ဒါပေမဲ့ဝင်ငွေမရှိဘူး zero test ပြထားရင် AI ကမိတ်ဆွေကို reflect အနေရစရင်းတွေကိုချက်ချင်းထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျ online seller တွေ influencer တွေငွေသားကင်တဲ့လုပ်ငန်းရှင်တွေအထူးသတိထားပါအခွန်ရှောင်တာ tax evasion ကဒဏ်ငွေတင်မကပါဘူးထောင်ဒဏ်9နှစ်အထိရှိတဲ့အတွက်ရာဇဝတ်မှုဖြစ်သွားပါပြီခင်ဗျဒါဆိုဘာလုပ်ရမလဲအဖြေက strategic tax planning မှာခင်ဗျအခွန်ဆောင်ရမှာမကြောက်ပါနဲ့မှန်ကန်တဲ့ expense management ကုန်ကျစရိတ်စီမံခန့်ခွဲမှုလုပ်ရင်အခွန်သက်သာအောင်လုပ်လို့ရပါတယ်ခင်ဗျဆိုင်ကန်းငါးကဝန်ထမ်းလစာ marketing စရိတ်တွေကိုတရားဝင် expense အဖြစ်ပြနိုင်ပါတယ်ခင်ဗျ VAT register ဖြစ်ရင်ဝင်ငွေခွန် purchase fees ကိုပြန်ပြီးတော့ claim လို့ရပါမယ်ခင်ဗျဒါတွေလုပ်နိုင်မှုမိတ်ဆွေမှာကျွမ်းကျင်တဲ့ accountant တယောက်ဒါမှမဟုတ် corporate fund တခုရှိနေရပါမယ်ခင်ဗျညီကုန်းချိုးရရင် tax compliance ဆိုတာဥပဒေလိုက်နာရုံသက်မဟုတ်ပါဘူးခင်ဗျမိတ်ဆွေရဲ့လုပ်ငန်းကိုရေရှည်တည်တံ့အောင်တည်ဆောက်တဲ့ foundation အုံမြင့်ဖြစ်ပါတယ်ခင်ဗျအခွန်ဌာနကစင့်ခေါ်စာရောက်လာမှပြေးပြီးတော့ဖြည့်ရှင်းတာထက်အစကတည်းကစနစ်တကျပြင်ဆင်ထားတာကကုန်ကျစရိတ်အများကြီးပို့ပြီးတော့သက်သာပါတယ်ခင်ဗျမိတ်ဆွေရဲ့ကုမ္ပဏီမှာ tax audit ဝင်လာရင်ဖြည့်ရှင်းနိုင်မယ်စာရွက်စာတမ်းတွေအဆင့်သင့်ရှိမရှိစစ်ဆေးခြင်းနဲ့ဒါမှမဟုတ်လစဉ်အခွန်ဝန်ဆောင်မှု monthly accounting လိုအပ်တယ်ဆိုရင်ကျွန်တော်တို့ထိုင်းမှာနေမဲ့အဖွဲ့နဲ့ဆက်သွယ်နိုင်ပါတယ်ခင်ဗျ business ဆိုတာ risk နဲ့ opportunity ကြားက balance ကိုရှာတာပါမိတ်ဆွေရဲ့ risk ကိုကျွန်တော်တို့ manage လုပ်ပေးမယ် opportunity ကိုမိတ်ဆွေရှာပါကျွန်တော်ကကောင်းမြတ်ပါထိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမျှဝေပေးသွားမှာဖြစ်တဲ့အတွက် like and follow လေးလုပ်ထားလို့ရပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျ